ကျွန်တော်ကတော့ကျွန်တော်မျက်နှာချင်းဆိုင်ကမန်နဲကိုလှမ်းကြည့်လိုက်ရုံနဲ့တင်ကျွန်တော်တို့တွေလူသက်သမားရဲ့ပြစ်မှတ်ထားခြင်းကိုခံနေရပြီဆိုတာတန်းသိလိုက်ပါတယ်အမျိုးသမီးသတင်းထောက်ဘာမှပြန်မပြောနိုင်ခင်မှာပဲကျွန်တော်သူမကိုဆွဲပြီးစားတောက်ဆိုင်ရဲ့နောက်ဖေးတကားကနေအမြန်ခေါ်ထုတ်လာခဲ့ပါတယ်ကားပေါ်ရောက်သွားတဲ့အချိန်မှာတော့ကျွန်တော်ချက်ချင်းမောင်းမပြေးပါဘူးအဲ့ဒီစားလူသက်သမားတွေကျွန်တော်တို့နောက်လိုက်လာမဲ့အချိန်ကိုစောင့်နေပြီးသူတို့ကားပေါ်လာတာနဲ့တဲ့ကြီးဝင်တိုက်ပစ်လိုက်ပါတယ်တိုက်ခိုက်လာတဲ့ကောင်ကိုအသေးသက်ပြီးတဲ့နောက်ကျွန်တော်ကားတကားကိုဆွဲဖွင့်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲအဲ့ဒီကောင်ရဲ့ဘေးနားကခုံပေါ်မှာရှိတဲ့ဖိုင်တွဲတစ်ခုကကျွန်တော်မျက်စိထဲဝင်လာတာမို့ကားထဲကနေလက်ယူလိုက်ပါတယ်ဒါကစနစ်တကျပြင်ဆင်ထားတဲ့လှုပ်ကြံရမယ်ပြစ်မှတ်အချက်လက်တွေပဲဖြစ်ပါတယ်မင်းကောအခုထိငါ့ကိုယူနေတော့မဲလို့ထင်သေးလားအဲ့ဒီတော့မှပဲအမျိုးသမီးသတင်းထောက်ရဲ့ကျွန်တော်ကိုတတ်ဖို့စူးစမ်းနေတဲ့ရှိုးဝက်ဆန်းကျဲတဲ့အင်အားစုတစ်ခုရှိနေတယ်ဆိုတာကိုအပြည့်အဝယုံကြည်သွားပါတော့တယ်တကယ်တော့ကျွန်တော်ဟာအရင်ကနာဘီစီစစ်တေတော့ဖွဲ့ရဲ့အဖွဲ့ကောင်းဆောင်တစ်ယောက်ပါဒါပေမဲ့စီးရီးယားမှာလှုပ်ဆောင်ခဲ့တဲ့စစ်စင်ရေးတစ်ခုတုန်းကကျွန်တော်တို့အဖွဲ့ဟာခြုံခိုတိုက်ခိုက်တာကိုခံခဲ့ရပါတယ်အဲ့ဒီပွဲမှာပဲကျွန်တော်ရဲ့ရဲဘော်ရဲဘက်12ယောက်စလုံးနေရာမှာတင်ကျဆုံးသွားခဲ့တယ်လို့အိမ်ပြန်ရောက်တဲ့အခါမှာလဲကျွန်တော်ရဲ့ဇနီးနဲ့သမီးလေးပါတင်းနဲ့ပြစ်တက်ချင်းခံခဲ့ရပါတယ်စီးအဖွဲ့ကောင်းဆောင်တစ်ယောက်အနေနဲ့ဒီလူသက်သမားတွေကိုတွေးကြည့်ပြန်ဆက်ဖို့ကကျွန်တော်တာဝန်ဖြစ်လာပါပြီကျွန်တော်လိုက်လံစုံစမ်းထောက်လှမ်းပြီးတဲ့နောက်မှာတော့ဒီကိစ္စအားလုံးဟာဒင်ကော်ပိုရေးရှင်းရဲ့ဒုတိယညွှန်ကြားရေးမှူးစောင်းနဲ့ဆက်ဆက်နေတယ်ဆိုတာကိုသိလိုက်ရပါတယ်ဒါကြောင့်ကျွန်တော်ဟာညီကိုလိုခင်ရတဲ့သူငယ်ချင်းဘန်စီမှာအကူအညီတောင်းခဲ့ပါတယ်စောဘယ်မှာရှိလဲဆိုတာကိုအသေးချာစုံစမ်းပြီးတဲ့နောက်မှာတော့ထိုနေ့ညမှာပဲကျွန်တော်ချက်ချင်းလက်လှုပ်ရှားပါတော့တယ်အဲ့ဒီအချိန်မှာစောက်ကအိမ်မှာသွားတိုက်နေတာပါရုတ်တရက်အခန်းထဲကတချင်းတန်ကသူ့လိုပွေ့လာတာကိုသူသတိထားမိသွားပါတယ်အခြေအနေကိုတွားကြည့်ဖို့ထွက်လာတဲ့အချိန်မှာပဲကျွန်တော်ကသူ့ခေါင်းကိုအိမ်နဲ့ဆွပြီးကုတင်ပေါ်ကိုဆွဲလဲချလိုက်ပါတော့တယ်ပြီးတော့သူ့ခေါင်းကိုပလတ်စတစ်အိမ်နဲ့အသေးပိတ်ပြီး